function အမိုက်စားတွေနဲ့အသစ်ထွက်ရှိလာတဲ့ Insa 360 Luna Ultra လေးကဖန်တီးမှုသစ်တွေနဲ့ content quality တွေကိုနောက်တစ်ဆင့်မြင့်တင်ပေးတော့မှာပါမင်္ဂလာပါ Sigma House က Ruby ပါ Insa 360 ကနေပထမဆုံး gimbal base camera model အဖြစ်တစ်ထွက်ရှိထားတဲ့ဒီ Insa 360 Luna Ultra လေးကအံ့ဩစရာကောင်းလောက်စင်ဆာနှစ်ခုတောင်ပါဝင်လာပါတယ်ပထမ main စင်ဆာအနေနဲ့ 14:stop dynamic range ကိုရိုက်ကူးနိုင်ပြီးတော့ 8K quality footage ကိုရိုက်ကူးနိုင်တဲ့ 1.8K စင်ဆာကိုမှ Leica Summicron lens နဲ့တွဲဖက်ပေးထားပါတယ်ဒါနဲ့မကသေးပဲ aperture f2 ထိရတဲ့ 1.1.3 ရဲ့စင်ဆာကို Leica ရဲ့ Pro Grade Telephoto lens နဲ့တွဲဖက်ပေးထားတဲ့အကြောင်း6ဆအထိ quality လုံးဝမကျဘဲနဲ့ဇွန်းဆွဲနိုင်မဲ့အပြင်12ဆအထိဇွန်းထက်ဆွဲပြီးတော့လေကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုဖန်ယူနိုင်ပါတယ် AI chip 3ခုတောင်ပါဝင်တာကြောင့် low light တွေမှာဒီ Luna Ultra လေးရဲ့ pure video mode ကိုသုံးပြီးရိုက်ကူးမယ်ဆိုရင်တော့မှ 4K 60fps ထိရိုက်ကူးနိုင်ပြီးတော့ noise gain ပြီး detail ကောင်းမွန်တဲ့ low light cinematic footage တွေကိုဖန်တီးနိုင်ပါတယ် slow motion ဘိုင်းမှာလည်း 4K resolution ကို120 frame per second ထိရိုက်ကူးနိုင်တာဆိုတော့တဘာဆန်ဆန်လှပတဲ့ slow motion video တွေကိုရိုက်ကူးနိုင်ပါတယ်သူ့ရဲ့ body design မှာဆိုရင် Ruby သဘောကျတဲ့ function လေးကအပြုတ်တက်လုပ်လို့ရတဲ့ detachable OLED touch screen လေးထည့်သွင်းပေးထားတာပါဒီ touch screen လေးက camera body ကနေဖြုတ်လိုက်ပြီးတော့မီတာ20ဝန်းကျင်အတွင်းကနေပြီးတော့ general remote control တစ်ခုလိုမျိုးအသုံးပြုလို့ရပြီးတော့ကိုယ့်ရဲ့ camera မှာပေါ်နေတဲ့မြင်ကွင်းကို live view ကြည့်ရှုလို့ရတဲ့အပြင်သူ့ရဲ့ဘေးရင်မိုက်နေတဲ့ external mic လိုမျိုးလက်ထဲမှာကင်ပြီးတော့အတန်ဖမ်းလို့ရအောင်ဖန်တီးပေးထားသေးတယ်ဒီအချက်ကတော်တော်လေးအသုံးဝင်ပြီးတော့ Insa 360ရဲ့ထူးခြားတဲ့ idea တစ်ခုလို့ပြောလို့ရမယ် Ruby လည်းတော်တော်သဘောကျတဲ့ function လေးတစ်ခုပါဒါပေမဲ့ဘေး mic quality ကိုအားမရတဲ့သူတွေအတွက် Luna Ultra Creator Band မှာ micro transmitter တစ်ခုပါဝင်ပါတယ်ဒီမဲ့ base camera ဖြစ်တာကြောင့် stabilization အပိုင်းမှာတော့ပြောစရာမလိုအောင်ကောင်းမွန်ပါတယ် professional user တွေအတွက် 10bit ILO ထည့်သွင်းပေးထားပြီးတော့ DaVinci Resolve လိုမျိုး professional software တွေမှာ direct color grading ပြုလုပ်နိုင်ပါတယ်D-Track 5.0 ပါဝင်တာကြောင့်လှုပ်ရှားမှုတွေကိုသဘာဝကျကျနဲ့ smooth ပြည့် track လုပ်ပေးလို့ solo vlogger တွေအကြိုက်တွေမှာသိကြပါတယ်။ photo ဘိုင်းမှာလည်းဒီ Luna Ultra လေးက37 megapixel နဲ့လှပတဲ့ဓာတ်ပုံတွေကိုရိုက်ကူးနိုင်ပါတယ်။စတင်အသုံးပြုမဲ့ beginner တွေအတွက်လည်း creative ဖြစ်တဲ့ photo တွေ video တွေကိုအလွယ်တကူဖန်တီးနိုင်အောင် Barrel Roll mode နဲ့ Timeless mode အပြင်360 degree photo တွေကိုဖန်တီးလို့ရတဲ့360 panorama mode လေးပါဝင်ပါတယ်။ battery ဘိုင်းမှာဆိုရင်လည်း fast charging စနစ်ပါဝင်တာကြောင့်နိုင်ခွက်အားသွင်းအောင်နဲ့4နိုင်ဝန်းကျင်ထိအသုံးပြုနိုင်ပါတယ်။ internal memory အနေနဲ့ 47GB ထိပါဝင်တာကြောင့်တစ်ခါတလေ SD card မိတတ်တဲ့သူတွေအတွက်အဆင်ပြေသွားတာပေါ့ accessory အနေနဲ့လည်း standard band မှာ Luna Ultra Deck wing cap, Quadratic case, wrist strap လေးပါဝင်ပြီးတော့ creator band မှာဆိုရင်တော့ micro transmitter, battery handle, wide angle lens နဲ့ carrying bag လေးပါဝင်ပါတယ်နောက်ထပ် exclusive accessory အနေနဲ့ POV shot တွေကိုရိုက်ခတ်ကြိုက်တဲ့သူတွေအတွက်ကိုမျက်နှာမူလိုက်တဲ့ဘက်ကိုဒီ Luna Ultra လေးရဲ့ခင်မဲ့ခေါင်းလေးက auto လိုက်လှည့်ပေးမယ်အရန်မိုက်တဲ့ POV head tracker လေးထွက်ရှိထားပါတယ်ဒါလေးကတော့ Sigma House ကိုအသက်ရောက်ရှိလာပြီဖြစ်တဲ့ Insa 360 Luna Ultra လေးရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးသွားပဲဖြစ်ပါတယ်အရန်မိုက်တဲ့ function တွေအများကြီးပါဝင်တဲ့ဒီ Insa 360 Luna Ultra လေးကို Ruby Sigma House မှာ official running 1 year နဲ့ဝယ်ပြီး45ရက်အတွင်းမှာ factory error ဖြစ်ရင်ချက်ချင်းအသစ်တစ်လုံးကိုလဲလှယ်ပေးတဲ့ surprise running service နဲ့အတူဝယ်ယူနိုင်ပြီနော်